အားလုံးပဲ The Weight of Mind နဲ့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့မင်းညကပဲ update တင်တစ်ခုထပ်ပြီးတော့တက်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အသင်းရဲ့ဒါလူငယ်အသင်းကနေတက်လာတဲ့တောင်မန်တိုက်စစ်ကစားသမား Marcus Rashford ကနေပြီးတော့အသင်းကိုပြန်ပြီးတော့ရောက်ရှိလာခဲ့ပြီလည်းဖြစ်တယ်ဆိုတော့မင်းညကသူတို့ဒီ Sweden မှာသွားပြီးတော့အသင်းနဲ့စပြီးတော့ပူးပေါင်းတယ်ပေါ့နော်ကျန်တဲ့ကစားသမားတွေဖြစ်တဲ့ Sunny Lemans တို့ Matthias Cunha တို့ဘလို့ရှိရင်ဒီ Kobe Mainoo တို့အကုန်လုံးကစပြီးတော့ Manchester United နဲ့ပူးပေါင်းနေပြီလည်းဖြစ်တယ်ဆိုတော့ဒီနေရာမှာ Marcus Rashford လည်းပါလာခဲ့တယ်ပေါ့နော်ဆိုတော့ John Number ကိုလည်းတခါတည်းမိတ်ဆက်သွားတယ် John Number 14ဝင်မယ်ဆိုပြီးတော့ပြောသွားတယ်လည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ Rashford ပြန်ရောက်လာတဲ့အနေထားမှာဘယ်နေရာမှာတုံးမလဲအရင်တော့ virus ဖြစ်တယ်ဆိုပြီးတော့နာမည်ကြီးတဲ့ကစားသမားတယောက်အနေနဲ့ရောကျွန်တော်ပြည်သက်တွေကလက်ခံတင်တယ်လို့ထင်လားလက်မခံလို့လည်းမရဘူးလေသူဝမ်းမဲ့တင်မှမရှိတာအဲကြတော့လက်ခံမဲ့သဘောပဲပေါ့နော်ဆိုတော့အဲ့လိုအနေထားမျိုးမှာပြည်သက်တွေဘာပြောချင်လဲပေါ့နော်ပြီးလို့ရှိရင် Michael Carrick ကဒီကစားသမားဘယ်နေရာမှာဘယ်လိုတုံးမလဲဘယ်လိုမျိုးကင်တွယ်မယ်လို့ထင်လဲ Rashford ကအသင်းမှာလာမဲ့ရာဒီ squad တက်အနေနဲ့ရောလုပ်ပြနိုင်မယ်လို့ထင်လားဘယ်လိုမျိုးထင်မျိုးစားမိရလေးရှိလဲမမေ့ထင်မျိုးစားချက်လေးအောက်က comment ထဲမှာဝင်ပြီးတော့မှတ်ခဲ့ပြီးလို့ရပါတယ်ကျွန်တော်ဗီဒီယိုအရှည်လေးကိုတော့အချိန်ရမှာပဲထပ်ပြီးတော့တင်ပေးပါဦးမယ်ကိုကတော့ကျွန်တော်အလုပ်သွားလိုက်ပါဦးမယ်အားလုံးပဲ see you ပါကျွန်တော်ရဲ့ channel ကိုကြားနေတဲ့ဆိုလို့ရှိရင် like and subscribe follow နေပြီးကိုညီခဲ့လို့ရပါတယ်အားလုံးပဲ see you ပါ